Hello ဒါလေးကတော့ customer ချောလေးရဲ့အတွက်မှာထားတယ်ဟောတာလေးဖြစ်ပါတယ် customer လေးကတော့အခြားရောင်သုံးမိုင်းနဲ့အောက်ခံအဖြူနဲ့အပြားလေးသုံးပေးပါတော့ပြောထားအောင်ပေါ့နော်ချောင်းမိုင်းတော့ကျမလည်းကိန်းလေးကိုအလားဆုံးလေးဖြတ်အောင်ပြင်ဆင်ပေးလိုက်တယ်ပေါ့နော်မင်းလေးရှင်လေးကဒီကလေးဖြစ်လို့လူငယ်ဆန်တဲ့ဒီဇိုင်းလေးပဲအလားဆုံးလေးဆွဲပေးထားပါတယ်ပေါ့နော်တန်လေးကတော့ဒီခန္ဓာဆောင်ပေးပါပေါ့နော်လူကနဲ့ဆောင်ရင်ထားရလို့အေးပေါ်တဲ့တန်လေးဖြစ်နေပါတယ်ပေါ့နော်လုံးလေးဆိုတော့ဘယ်လိုလေးဆွဲကြမလဲဆက်ပြီးတော့ကြည့်ပြတော့နော်ရက်စရာညောင်းလာလို့ထိုင်ပြီးတော့ဆွဲလိုက်တယ်ပေါ့နော်မိုင်းဆိုင်ရဲ့လည်းတော့အကျဉ်းပါပြီးတော့အိတ်ကိုက်နေတယ်ပေါ့နော်ဒီချင်းဒီဇိုင်းလေးဖြစ်သွားရင်ပေါ့နော်ဆရာကလည်းတခြားဒီဇိုင်းဆွဲထားတယ်ပြီးတော့မင်းရှင်လေးဒီခိုင်းတဲ့အတိုင်းစာလေးကိုရေးပြလိုက်ပါတယ်ပေါ့နော်အရှင်းရတယ်လည်းအောင်ပြောနေချိုက်ဆိုတော့နည်းနည်းလေးတရားခတ်လေးပေါ့နော်စာလေးကိုပါရေးဆိုတော့ဆွေအောင်လုံးလေးတွေနဲ့တောက်ချပြီးတော့အလားလေးဆိုလိုက်တယ်ပေါ့နော်ဟိုချရတယ်ဒီဘက်ချရတယ်စားရမှာပေါ့နော်တကယ်တော့တခြားလေးပြင်ဆင်ပြီးတော့ရင်တော့ကျွန်မရဲ့လူပုံလေးကတ်လိုက်ပါတယ်ပေါ့နော်အဲ့မှာပဲလူတိုက်ကတ်ကြရတာလေးဗီဒီယိုလေးရိုက်ခဲ့လိုက်တယ်ပေါ့နော်အရင်ကကြက်ကြကောင်းတဲ့ကလေးလုံးရလာပါပြီပေါ့တမန်လေးနဲ့စိတ်တိုင်းကြမယ်လို့ပြောလိုက်ပါတယ်ပေါ့ဆုံးတီးကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်တတား